ကဲတငယ်ချင်းအားလုံးတို့မိတ်ဆွေအပေါင်းတို့ကျယ်ရပွင့်လာပြီနော်ကျယ်ရပွင့်လာပြီကျယ်ရပွင့်လာပါပြီကျယ်ရပွင့်ကအရင်တင်ခဲ့တာတွေကိုဘာမှမပြောလို့တော့ဘူးလို့ဆိုခဲ့ပြီမဲ့ဟုတ်ပါတယ်ပြောပြန်ရင်လဲအောင်မင်းလွန်ရကြမယ်ဆိုသလိုပဲပြောပြန်တော့ကြိုက်တာမကြိုက်တာဖြစ်ပေါ်လာမယ်ချစ်တာမုန်းတာဖြစ်ပေါ်လာမယ်မပြောပြန်တော့လဲချစ်တာမုန်းတာပေါ်လာပြန်ရောကြိုက်တာမကြိုက်တာပေါ်လာပြန်ရောဒါကြောင့်ကျယ်ရပွင့်ကတငယ်ချင်းတို့မိတ်ဆွေတို့ဘာမှမပြောလို့တော့ဘူးလို့ဆိုခဲ့တာပါမကြိုက်တဲ့သူအတွက်တော့အမုန်းတက်တရားတွေဖြစ်ပေါ်လာနိုင်တယ်လို့ကြိုက်တဲ့သူအတွက်ကြတော့လဲဆွဲလန်းမှုတွေနှစ်သက်မှုတွေဖြစ်ပေါ်လာပြန်ရောဒါကြောင့်ကျယ်ရပွင့်ကရုပ်လက်မြန်မရွေးဘယ်သူမှအတန်းအစားမခွဲကြပဲနဲ့ချစ်ချင်းမုန်းချင်းမဖြစ်ပေါ်အောင်လို့ကြိုက်ချင်းမကြိုက်ချင်းမဖြစ်ပေါ်အောင်လို့ကျယ်ရပွင့်ဘာမှမပြောလိုခဲ့ဘူးလို့မပြောလိုတော့ဘူးလို့ဆိုခဲ့တာပါတကယ်ချင်းတို့ကျယ်ရပွင့်ရဲ့ ready made ခဏတွေကိုအစင်ပြေသလိုတာကြည့်ပြီးတော့လှုပ်ရှားကြပါလို့ကျယ်ရပွင့်မှားလိုပါတယ်